Hotel Manager ကတဒေါင်းစားလို့ထင်ပြီးလူပေါ်လဲမှာရှက်ခွင်းနေခဲ့တဲ့အဖိုးကြီးဟာတကယ်တော့တဒေါင်းစားလဲမဟုတ်စင်ရင်သားလဲမဟုတ်ပါဘူး။သူဟာဘယ်သူမှစိတ်ကူးတာမရင်ဘူးလောက်အောင်ကြီးကျယ်တဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူရဲ့အဖြစ်မှန်ပေါ်လာတဲ့အခါမှာတော့ဟိုတယ်တစ်ခုလုံးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။မနက်10 နာရီလောက်မှာမြို့ရဲ့အကြီးဆုံးကျင်ကားပွင့်ဟိုတယ်ကြီးစီကိုတာမန်ကိုအင်းကြီးဝေထားတဲ့ဦးကျော်လှဆိုတဲ့ဖိုးကြီးတစ်ယောက်ကလက်ထဲမှာလဲဟောင်းနှမ်းနေတဲ့အိတ်တလုံးကိုကန်ရတာဝင်လာခဲ့ပါတယ်။သူဝင်လာတာကိုမြင်တဲ့ဟိုတယ်ခေးဝါကလုံခြုံရေးမျက်မှောင်ကျုပ်လျက်သူ့ရဲ့ရှေ့ကနေပိတ်ရလိုက်ပြီးအဖို့ဒီကိုဘာလာလောက်တာလဲဗျ။ဘာကိစ္စရှိလို့လဲ။ဒီတော့ဦးကျော်လှကအပြုံးလေးနဲ့ပဲဒီမှာဘိုကင်လှုပ်ထားလို့လာမိတာပါ။ဒီတော့ဂိမ်းဆောင်ကသူ့ရဲ့လုံးပေါ်ကန်ဘက်ကိုလှည့်ပြီးကြည်စမ်းပါဦးအဖိုးကြီးကဒီမှာဘိုကင်လှုပ်ထားတယ်တဲ့ဂိမ်းဆောင်ဟာလှောင်ရီလိုပြီးမှတော့ဦးကျော်လှဘက်ကိုလှည့်ပြီးအဖိုးတခုခုတော့မှားနေပြီထင်တယ်လိမ့်စာများမှားလာသလားဗျဘာလို့လဲဆိုတော့ဒီဟိုတယ်ကကြီးကျယ်ခမ်းထားတဲ့ကျင်ကားဝင်အဆင်းရှိတဲ့ဟိုတယ်လေလူကြီးလူကောင်းတွေပဲလာတာတာမန်လူတွေတက်နိုင်တဲ့နေရာမဟုတ်ဘူးဗျအဲ့ဒီအချိန်မှာပဲဟိုတယ်ရဲ့အကျိုးဝင်တဲ့ကြည်ပြာကလုံခြုံရေးပြောနေတဲ့စကားကိုကြားသွားလိုက်လို့ဦးကျော်လှကိုလည်းခေါင်းစာခြေဆုံးကြည့်လိုက်ကမဲပြုံးတစ်ချက်ပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးဟာကြိုဆိုတဲ့အပြုံးမဟုတ်ပဲလှောင်ပြောင်ရှုပ်ချတဲ့အပြုံးမျိုးပေါ့ဒီကကြည်ပြာကဒီဟိုတယ်မှာတော့အဖိုးအတွက်ဘုကင်ရှိလိမ့်မယ်မထင်ဘူးဒီဟိုတယ်ကအရန်ဆေးကြည့်တယ်အဖိုးနေရာများမှားလာသလားရှင်ဒီတော့ဦးကျော်လှကလည်းအေးဆေးစွာနဲ့ပဲသမီးရေတစ်ခေါက်တော့စစ်ကြည့်ပါဦးငါဘုကင်ကဒီမှာပဲဖြစ်မှာပါဒီတော့ကြည်ပြာကပခုံးတွန်းလိုက်ပြီးကောင်းပြီလေကျမကြည့်ပေးပါမယ်ဒါမဲ့အချိန်နည်းနည်းကြာအောင်ပါမို့လို့ဟိုနာထိုင်ကုန်မှာထိုင်ဆောင်ပေးပါဒီတော့ဦးကျော်လှလည်းခေါင်းညှိပြီးဧည့်သည်အတွက်ခြာထားတဲ့ထိုင်ကုန်ဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားပြီးထိုင်ကုန်တနေရာမှာဝင်ထိုင်လိုက်ပါတယ်လော်ဘီထဲမှာရှိတဲ့ဧည့်သည်တွေကလည်းဦးကျော်လှကိုထူးဆန်းစွာနဲ့ဝိုင်းကြည့်နေကြပြီးတယောက်ကဆိုရင်အလက်ကားရမယ့်ဟာတွေလာစားတာနေမှာပေါ့အခြားတယောက်ကလည်းဒီအဖိုးကြီးပုံစံကြည့်ရတာဒီကရေတံတပူးပို့တော့တက်နိုင်မှာမဟုတ်ဘူးဦးကျော်လှကအားလုံးကိုကြားပေမဲ့ဘာမှပြန်မပြောဘဲညင်ညင်လေးထိုင်နေခဲ့ပါတယ်ထိုင်နေရင်နဲ့နာရီကြည့်လိုက်အဲဂျိုကောင်တာကိုလှမ်းကြည့်လိုက်နဲ့အချိန်တနာရီလောက်ကြာသွားပေမဲ့ဟိုတယ်ဘက်ကဘယ်သူမှပေါ်မလာခဲ့ပါဘူးဒါကြောင့်မဲဦးကျော်လှလည်းအဲဂျိုကောင်တာနားကိုသွားပြီးသမီးမင်းအလုံးများနေရင်လည်းမန်နေဂျာကိုပဲခေါ်ပေးပါလားသူနဲ့လည်းအရေးကြီးစကားနည်းနည်းပြောစရာရှိလို့ပါအဖိုးကြီးရဲ့ပြောစကားကိုကြည်ပြာကပြန်ပြောပါတယ်ဒီအဖိုးကြီးကများမန်နေဂျာနဲ့တွေ့ချင်နေသေးတယ်ကြည်ပြာတယောက်စိတ်ထဲကနေတွေးပြီးဖုန်းကိုမကျင်မနဲ့ကောက်ကန်ကဟိုတယ်မန်နေဂျာကိုချမ်းမြေကိုဖုန်းခေါ်ပြီးဆရာအဖိုးကြီးတယောက်ကဆရာနဲ့တွေ့ချင်လို့တဲ့ကြည်ပြာကဖုန်းခေါ်ပေးလိုက်ပါတယ်ဒီတော့ကိုချမ်းမြေကအဝေးကနေဦးကျော်လှကိုလှမ်းကြည့်ပြီးဖုန်းထဲကနေပဲရဲကြက်ကြက်နဲ့ဟာသူကငါတို့ဧည့်သည်လားဒါမှမဟုတ်အလက်ကားဝင်လာတာလားငါမှအချိန်မရှိဘူးသူ့ကိုထိုင်ခိုင်းထားလိုက်ခဏနေရင်သူ့ဘာသာပြန်သွားလိမ့်မယ်မန်နေဂျာပြန်ပြင်လိုက်တဲ့အခါမှာကြည်ပြာကလည်းမန်နေဂျာရဲ့အမိန့်အတိုင်းပဲဦးကျော်လှကိုခဏဆက်ဆောင်နေဖို့တည်းပြောလိုက်ပါတယ်ဒီတော့ဦးကျော်လှလည်းတပြင်းတစ်ချက်ချပြီးထိုင်ကုန်မှာပဲပြန်ထိုင်လိုက်ပါတယ်လူအားလုံးရဲ့အကြည့်တွေကသူ့ပခုံးပေါ်မှာဝင်တော့ဝင်ဖို့လို့လေးလံနေခဲ့ပါပြီဒါပေမဲ့သူ့ရဲ့မျက်လုံးထဲမှာတော့အမှန်တရားကိုဖုံးကွယ်လို့ရချင်ရမယ်တားဆီးလို့တော့မရဘူးလို့တွေးရင်တိကန်စိတ်တွေအပြည့်နဲ့ဆက်ဆောင်နေခဲ့ပါတယ်အချိန်လေးကုန်လွန်နေပေမဲ့ဘယ်သူမှသူ့ကိုလာမခေါ်ခဲ့ပါဘူးအဲ့အချိန်မှာပဲဘဲပွိုင်းကောင်လေးအာကာကအဖိုးကြီးကိုတတိထားမိသွားပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာလော်ဘီထဲမှာလူတိုင်းကလှောင်ပြောင်နေကြပေမဲ့အာကာရဲ့မြင်မှာတော့အသက်ကြီးကြီးလူကြီးတစ်ယောက်ဖြစ်တာကြောင့်သူ့ဟိုတယ်ရဲ့အတွင်းထဲကိုရောက်နေခဲ့တဲ့လူဖြစ်တာကြောင့်လေလေးစားမှုနဲ့အမှုရာတွေရှိနေခဲ့ပါတယ်သူကအဖိုးရဲ့အနားကိုချီးကပ်သွားပြီးအဖိုးထိုင်နေတာကြာပြီလားဘယ်သူမှမကူညီကြဘူးလားဗျာလို့မေးလိုက်ပါတယ်အေးကွာမန်နေဂျာနဲ့တွေ့ကျင်လို့ပါဒါပေမဲ့သူအလုံးများနေတယ်ထင်တယ်ဒီလိုဦးကျော်လှကပြုံးပြီးပြန်ပြေးလိုက်ပါတယ်အဖိုးစိတ်မပူပါနဲ့ကျွန်တော်အခုပဲသွားပြောပေးမယ်လို့ဆိုကအာကာကမန်နေဂျာရုံးခန်းဘက်ကိုထွက်သွားခဲ့ပါတယ်အာကာဟာမန်နေဂျာကိုအဖိုးကြီးကြောင်းပြောပြတော့ကိုချမ်းမြေကမျက်မှောင်ကျုပ်ပြီးအာကာမင်းကိုအတုံးမကျတဲ့လူတွေနဲ့ဝေးဝေးနေလို့ငါဘဏ္ဍခါပြောရမလဲသူကဧည့်သည်လည်းမဟုတ်ဘူးလမ်းမရောက်လာတာနေမှာပေါ့ဒီလိုအေးဆက်ဆက်ပြောလိုက်ပါတယ်ဒီတော့အာကာကထပ်ပြောဖို့ကြိုးစားပေမဲ့ကိုချမ်းမြေကဟာမင်းကဘာဝင်ရှိနေတာလဲဒီမှာအရေးကြီးကိစ္စလုပ်နေတာကွာငါအဲ့လိုအဖိုးကြီးနဲ့အလက်ကားအချင်းကုန်ခံတွေ့ဖို့လိုလို့လားမင်းသွားစမ်းပါကွာ
ချမ်းမြေကအာကကိုချိုးနေစွာနဲ့ပြောလွှတ်လိုက်ပါတယ်အာကလည်းစေမကောင်းစွာနဲ့အဖိုးကြီးစီပြန်သွားပြီးအဖိုးကျွန်တော်စူးစမ်းကြည့်ပေမဲ့မန်နေဂျာကအခုအလုံးမအားသေးဘူးတဲ့ဗျဒီတော့ဦးကျော်လာကပြုံးပြီးတော့မှသူ့ပကုံးကိုပုတ်ကရပါတယ်သားရဲ့မင်းစူးစမ်းပေးတာနဲ့တင်အဖိုးအတွက်လုံလောက်ပါပြီအဖိုးကြီးကအာကကိုနှစ်သိမ့်ပေးလိုက်ပြီးတစ်ချက်စဉ်းစားမိလိုက်တာကအဖိုးကြီးဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာသူခံစားမိလိုက်ပေမဲ့စိတ်မကောင်းစွာနဲ့ပဲမျက်ရည်တွေဝဲလာပါတယ်ဟိုတယ်နာယီက12နာရီထိုးတော့ဦးကျော်လာလည်းစက်ထိုင်မနေတော့ပဲမန်နေဂျာကိုချမ်းမြေရဲ့ရုံးခန်းလေးကိုတန်းဝင်သွားလိုက်ပါတယ်ကိုချမ်းမြေဟာမာကျော်တဲ့ပုံစံနဲ့အဖိုးကြီးဘာတွေတလောက်တောင်အရေးကြီးနေရလဲဘာကိစ္စရှိလို့လဲဦးကျော်လာကဘာမှမပြောတော့ပဲသူ့ရဲ့အိတ်ထဲကနေစာအိတ်တိတ်ကိုထုတ်လိုက်ပြီးဒါငါရဲ့ဘူကင်နဲ့ဟိုတယ်နဲ့ပတ်သက်တဲ့အချက်လက်အချို့ပဲကျေးဇူးပြုပြီးတစ်ချက်ကြည့်ပေးပါလို့ကိုချမ်းမြေဟာစာအိတ်ကိုလှောင်ရဲစွာနဲ့ယူလိုက်ပြီးမဖွင့်မဲနဲ့စပွဲကိုပြစ်တင်ကအဖိုးကြီးအိတ်ထဲမှာပတ်ဆက်မရှိဘဲနဲ့ဘာရီလာပြောနေရလို့ဒီဟိုတယ်မှာဘူကင်ရှိတယ်ဟုတ်လားစကားကိုကြီးကြီးကျယ်ကျယ်ပြောမနေပါနဲ့အချင်းအလကားကုန်နေခမားလိုလူကြီးတွေကိုရုပ်မြင်တာနဲ့ကျွန်တော်သိတယ်ဒီဟိုတယ်ကခမားလိုလူအတွက်မဟုတ်ဘူးဗျအေးစစ်စစ်ပြန်သွားတာပိုကောင်းနေမယ်ထင်ပါတယ်ဗျာချမ်းမြေဟာမာနာကြီးတဲ့တန်နဲ့ပြောလိုက်ပါတယ်ဒီတော့ဦးကျော်လာကတပြင်းတစ်ချက်ချပြီးကောင်းပြီလေမင်းမယုံကြည်ဘူးဆိုရင်တော့ငါသွားလိုက်ပါမယ်အေးဒါပေမဲ့တခုတော့မှတ်ထားနော်မင်းဒီနေ့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်အကျိုးဆက်ကိုမင်းခံစားရလိမ့်မယ်ဦးကျော်လာကြီးကလည်းအေးဆေးစွာနဲ့ပြောပြီးလှည့်ထွက်သွားခဲ့ပါတယ်ဦးကျော်လာထွက်သွားတဲ့နောက်မှာဝန်ထမ်းလေးအာကာကစာအိတ်ကိုကောက်ယူပြီးကွန်ပျူတာမှာအချက်လက်တွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာသူ့ရဲ့မျက်လုံးတွေပြူးကျသွားပါတယ်မှတ်တမ်းထဲမှာဦးကျော်လှဟိုတယ်65ရာခိုင်နှုန်းရှယ်ယာရှင်နဲ့တီထောင်သူဆိုပြီးရှင်းရှင်းလင်းလင်းရေးသားထားတာကိုတွေ့ရရတယ်ဒီတော့အာကာဟာအဲ့ဒီ report ကို print ထုတ်ပြီးမန်နေဂျာရုံးခန်းထဲကိုသူပြေးဝင်သွားကဆရာဟိုဒီ report ကိုကြည့်ပါဦးဒါကစောစောကလာသွားတဲ့အဖိုးကြီးပါသူကကျွန်တော်တို့ဟိုတယ်ရဲ့တကယ်ပိုင်ရှင်အစ်စ်ပဲဒီတော့မန်နေဂျာဖြစ်သူချမ်းမြေက report ကိုမဖတ်ဘဲငါဒီလိုအပေါ်စားကိစ္စတွေစိတ်မဝင်စားဘူးဒီဟိုတယ်ကငါရဲ့စီမံခန့်ခွဲမှုစွမ်းရည်နဲ့လက်ပတ်နေတာဘယ်အဖိုးကြီးရဲ့အလူဒါနနဲ့မှမဟုတ်ဘူးလို့မာနာတကြီးနဲ့ပြန်ပြောလိုက်ပါတယ်နောက်တစ်နေ့မနေ့10နာရီခွဲထို့တော့လော်ဘီရဲ့အခြေအနေကရုတ်တရက်ပြောင်းလဲသွားတယ်ဟိုတယ်အဝင်ဝါးကနေအဖိုးကြီးဦးကျော်လာဝင်လာခဲ့တယ်ဒီကမှာတော့သူတယောက်တည်းမဟုတ်ပါဘူးသူ့ရဲ့ဘေးမှာစုအဖြစ်နဲ့အရာရှိတယောက်ပါလာခဲ့ပါတယ်မနေ့တုန်းကသူတို့လစ်လျူရှုခဲ့တဲ့ဒီလူဟာဒီနေ့မှာတော့အီဂရီတဘာလိုဟိုတယ်ထဲကိုဝင်လာခဲ့ပါတယ်ဦးကျော်လာကမန်နေဂျာကိုခေါ်လိုက်လို့အာနာပါတဲ့အတန်နဲ့အမေပြလိုက်တဲ့အခါမှာကိုချမ်းမြေထွက်လာတော့ဦးကျော်လာကပြောတယ်မောင်ချမ်းမြေမနေ့ကကိစ္စလေးကိုမှတ်မိလားအကျိုးဆက်တွေခံစားရလိမ့်မယ်ဆိုတာလေအခုတော့အဲ့ဒီနေ့ကိုရောက်လာပြီဦးကျော်လာဟာတင်းငင်စွာနဲ့ပြောလိုက်ပြီးဘေးကပါလာတဲ့ရှင့်တွေကလည်းလက်ဆွဲရည်ထဲကစာရွက်စာတမ်းချုပ်ကိုထုတ်ကဒီစာရွက်စာတမ်းတွေရတော့ဒီဟိုတယ်ရဲ့65ရာခိုင်နှုန်းရှယ်ယာတွေဟာဦးကျော်လာနာမည်နဲ့ဖြစ်ပါတယ်တကယ်ပိုင်ရှင်အစ်စ်ကသူပါပဲလို့ကြေတောင်စွာကြေညာလိုက်ပါတယ်ဝန်ထမ်းအားလုံးကအံ့အားသင့်ပြီးမှတ်သက်သွားကြပါတယ်ဦးကျော်လာကမောင်ချမ်းမြေဒီနေ့ကစပြီးမင်းဟာဒီဟိုတယ်ရဲ့မန်နေဂျာမဟုတ်တော့ဘူးမင်းနေရာမှာအာကာကတာဝန်ယူနိုင်မယ်ဦးကျော်လာဟာပြတ်သားတဲ့အတန်နဲ့ပြောလိုက်ပါတယ်ကိုချမ်းမြေကဒေါသရကြီးနဲ့ပြန်အော်ပေမဲ့ဦးကျော်လာကဒီဟိုတယ်ကိုငါတီထောင်ခဲ့တာအပြစ်ပေးတဲ့အနေနဲ့မင်းကိုယာတို့ချလိုက်တယ်ဦးကျော်လာဟာလေးနဲ့တဲ့အမေအတန်နဲ့ခိုင်းလိုက်တဲ့ခါမှာတော့ချမ်းမြေဖို့ခေါင်းပေါ်မိုးကြိုးပြစ်တယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့ဦးကျော်လာဟာအာကကိုသူ့နားကိုခေါ်လိုက်ပြီးမောင်အာကမင်းမပတ်စံမရှိပေမဲ့နှလုံးသားထဲမှာတော့လူသားဆန်မှုရှိတယ်အဲ့ဒါကမှတကယ်အရေးအချင်းအစ်စ်မှန်ပဲဒါကြောင့်မင်းကဒီယာဒူးနဲ့ထိုက်တန်တယ်ဦးကျော်လာဟာအာကရဲ့ပခုံးကိုပုံရင်းနဲ့ပြောလိုက်ပါတယ်အာကလည်းဝမ်းသာလွန်းလှတာကြောင့်မျက်ရည်တွေဆေးကျလာခဲ့ပါပြီနောက်ဆုံးမှာတော့ဦးကျော်လာကဝန်ထမ်းအားလုံးကိုကြည့်ပြီးကဲအားလုံးပဲနားထောင်ကြဒီဟိုတယ်ဟာတတိတွေအတွက်ပဲမဟုတ်ဘူးဒီနေရာမှာလူသားဆန်မှုကသာငါတို့အတွက်အမှတ်တစိပဲဖြစ်ရမယ်စင်ရဲ့ချမ်းသာအဖြူအမဲခွဲခြားဆက်ဆံတတ်တဲ့သူအတွက်ငါဟိုတယ်မှာနေဖို့မထိုက်တန်ဘူးလော်ဘီတဲကဧည့်သည်တွေအားလုံးကလည်းလက်ခုပ်တီးပြီးသူ့ကိုလေးစားတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်ဒီတော့ဦးကျော်လာကပြောတယ်တကယ်ချမ်းသာကြွယ်ဝမှုဆိုတာပတ်စံမှာမဟုတ်ဘူးအတွေးအခေါ်မှရှိတာအတွေးခေါ်ကြီးမားရင်လူကသူ့လိုလိုကြီးမားလာလိမ့်မယ်
ပြောပြီးသွားတဲ့အခါမှာဦးကျော်လာတရားဟိုတယ်ထဲကနေထွက်ခွာသွားခဲ့တယ်။အဲဒီနေ့ကနေစပြီးဟိုတယ်ရဲ့အခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဝန်ထမ်းတွေကဧည့်သည်တိုင်းကိုလေးလေးစားစားနဲ့ဆက်ဆံလာကြတယ်။လူတွေကတော့ဦးကျော်လာဟာဟိုတယ်ကိုတည်းမကဘူးလူသားဆန်မှုရဲ့အုတ်မြစ်ကိုပါတီထောင်ခဲ့တာလို့ပြောဆိုကြပါတော့တယ်။ဗီဒီယိုလေးကိုအဆုံးထိအားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီတော့ပုံမကောင်းမနဲ့အကြောင်းအရာတို့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။